လေလာရဲ့ legend skin ကိုကျွန်တော် diamond အနည်းဆုံးနဲ့ဘယ်လိုဖောက်မလဲဆိုတာကိုပြောပြပေးပါမယ်ဒီ legend skin ကကျွန်တော်တန်းဖောက်မယ်ဆိုလို့ရှိရင် diamond 9500ကျော်ကုန်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့နီလန်လေးနဲ့ဆိုလို့ရှိရင် diamond 2000ကျော်လေးပဲကုန်လာမှာဖြစ်ပါတယ်အဲကြောင့်မလို့ဗီဒီယိုလေးကိုတေချာကြည့်ပြီးပါဒီဗီဒီယိုကကြောင့်လည်းရှင်းသွားပါလိမ့်မယ်ဒါပေမဲ့လို့ဒီတေချာလုပ်ပေးထားမလို့နီလန်တိုင်းပဲလိုက်လုပ်မယ်ဆိုလို့ရှိရင် diamond တော်လေးကိုတက်တာလာမှာဖြစ်ပါတယ်ပြီးတော့ကြော်ညာလေးတစ်ခုဝင်ပြလေကျွန်တော်ရဲ့ဒီ Telegram မှာ diamond တွေလိုသလောက်လာဝယ်လို့ရပါတယ်အဲဒါဆိုရင်တော့နောက်ကဗီဒီယိုလေးကိုပဲတက်ကြည့်ပေးပါ event ဆက်လာတဲ့ရက်နိုဝင်ဘာလ9ရက်နေ့မှာကျွန်တော် diamond 130ပြပါမယ်။ဘာလို့လဲဆိုတော့ diamond 100ပြည့်မယ်ဆိုရင်ကျွန်တော်တို့ free ticket တက်ရပါတယ်။ကျွန်တော်တို့က100စီ diamond recharge ပြပြအောင်ဖြစ်ပါတယ်။အဲ့ဒါက10ရက်တိတိပြပြရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ free ticket 6ကတ်ရတာမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်အပေါ်စရာလေးပြန်ကြည့်အောင်။ကျွန်တော်ဒီ100ထည့်လိုက်တော့ free ticket တက်ရတယ်။အဲ့ဒါလဲမယ်ပြီးရင်ဒီ mega draw ပေါင်တွေဆွဲတဲ့ကနေ diamond 10ရဲ့49ရဲ့သုံးပြီးတော့မှကျွန်တော် draw ticket လေး2ကတ်ဝယ်မှာဖြစ်ပါတယ်။အဲ့ဒီ2ကတ်လေးလိုက်မယ်ဆိုရင်တော့ကျွန်တော်က3ချိန်ပြီးတော့ပါပြီ။ပြီးရင်တော့ daily draw နဲ့တစ်ချိန်ထပ်လဲပါမယ်။ဒါဆိုရင်တော့ကျွန်တော်နိုဝင်ဘာလ9ရက်နေ့မှာ4ချိန်ပြီးတော့ဖြစ်ပါတယ်။နိုဝင်ဘာလ6ရက်နေ့မှာလည်းကျွန်တော် diamond 130ပြပါမယ်။ဒါဆိုရင် free ticket တက်ရမယ်ပြီးရင် daily draw နဲ့တစ်ချိန်နဲ့ဒါဆိုရင်နိုဝင်ဘာလ6ရက်နေ့မှာနောက်ထပ်2ချိန်ပြီးပါတယ်စီပေါင်း6ချိန်ပြီးသွားပါလိမ့်မယ်နိုဝင်ဘာလ9ရက်နေ့မှာတော့ phase 1လာပါပြီ phase 1လာရင်ကျွန်တော် diamond 1000လေးချက်အတွက်1130 diamond ပြပါပြီ diamond 1000ပြလိုက်ခြင်းအပြင်ကျွန်တော်က promo diamond 800ရတာမှာဖြစ်ပါတယ်ပြီးရင်တော့800ကျွန်တော်စုခဲ့တဲ့ promo diamond က800လောက်ရှိရမှာလို့ promo diamond 1600လောက်ရတာပါလိမ့်မယ်အဲ့ဒါတွေကိုမတုံးမဲနဲ့စုထားမှာဖြစ်ပါတယ်ဒီ event တော့ကိုတောင်းရမှာဖြစ်ပါ diamond ပြလိုက်တဲ့အတွက် free ticket တက်ရတာပါအောင်အဲ့ဒါလေးကိုလေ့လိုက်ပါပြီးလို့ရှိရင်တော့ time draw နဲ့ကျွန်တော်ကတစ်ချိန်ပြမှာဖြစ်ပါတယ် diamond 900ကုန်တော့ပါလိမ့်မယ်အဲ့ဒါလဲတာပြီးသွားလို့ရှိရင် diamond ဖြည့်တာ3တာပြီးသွားရင်မလို့ free ticket 18ကတ်ရတော့ပါလိမ့်မယ်အဲ့ဒါပါတစ်ခါလေးလက်ရမှာဖြစ်ပါတယ်ပြီးရင်တော့ daily draw နဲ့နောက်ထပ်တစ်ချိန်လက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ phase 1မှာလည်းကျွန်တော်တို့ကအချိန်36ချိန်ပြီးသွားပြီပဲဖြစ်ပါတယ်နိုဝင်ဘာလ10ရက်နေ့မှာတော့ daily draw နဲ့တစ်ချိန်လက်ရမှာဖြစ်ပါတယ်နိုဝင်ဘာလ9ရက်နေ့ရောက်လို့ရှိရင်တော့ promo diamond တွေ